Okay မင်္ဂလာပါဗျဒီခါတော့เนาะကျွန်တော်ထူးမှုစင်ကကိုကျွန်တော်ဘာလို့လဲဆိုတော့ဗီဒီယိုပလန်စမှတ်ပြီးတော့เนาะတစ်လကို90လေးပဲကောက်မှဗျဒါပေမဲ့သူကပူပြဲနဲ့ချိတ်တော့ရမယ်သူ့ကိုကျွန်တော်ချိတ်တော့ပုံချိတ်တော့နေပေါ့เนาะကျွန်တော်အကောက်လျှောက်နေကောက်လျှောက်ပြီးတော့ကျွန်တော်ပူပြဲနဲ့ကိုထဲတုံးနေနေပါကျွန်တော်ဒီမှာတစ်ခါတည်းလုပ်ပြမယ်ဗျเนาะအဲ့တော့ရုံးဆုံးကျွန်တော်တို့က Play Store Chrome နဲ့တောင်းရဗျာနော် Chrome နဲ့တောင်းမယ်ပြီးရင်ဒီမှာခုလိုမျိုးရိုက်ရှာမယ်နော်ဒီပုံစံမျိုးပေါ့နော်ဒီပုံစံမျိုးလေးရိုက်ရှာမယ်အဲ့တော့ကျွန်တော်တူထည့်ဝင်သွားမယ်နော်တူထည့်ဝင်သွားမယ်ပြီးရင်ဒီမှာအပေါ်ဆုံးက website ပေါ့နော်အပေါ်ဆုံးက website ပါဗျတူထည့်ကိုနှိပ်မယ်အဲ့လိုမျိုးကြာလာတဲ့အချိန်မှာကျွန်တော်ဒီဘက်ကဒီကောင်းလေးကိုနှိပ်ပေးမယ်အဲ့မှာဒီမှာနော် server ဆိုတဲ့ဒီမြားလေးကိုတစ်ချက်ထပ်နှိပ်မယ်ဗျဒီကောင်းလေးကိုတစ်ချက်ထပ်နှိပ်မှာအဲ့လိုရလာရင်ကျွန်တော်တို့ဒီကောင်းနဲ့သွားမယ်ဒီအောက်ကကောင်းနဲ့ V2 နဲ့ရေးသွား6ပြမယ်เนาะကျွန်တော် V2 အောင်နှိပ်လိုက်မယ်ဗျနေပြီးရင်ပေါ်ဆွတ်တယ်ပေါ့เนาะကျွန်တော်တို့ကစင်ကာပူသွားမယ်เนาะဒီမှာနိုင်ငံတွေအများကြီးရှိတယ်เนาะအင်ဒိုတို့ကတော့စင်ကာပူက line ကောင်းเนาะကျွန်တော်တို့စင်ကာပူနဲ့သွားမယ်ဒီမှာစင်ကာပူကိုရောက်ရင်ဒီကောင်းလို့နှိပ်မယ်ပြီးရင်ပေါ်တစ်ချက်ဆွဲမယ်ဒီမှာကောက်ရှာဖို့အတွက်မှာဒီမှာတကယ်လို့ဒီကကန်သက်ရှစ်လူဦးရေပြေးသွားပြီဆိုရင်ဒီနေရာမှာဖူးပြတယ်မနော်အခုကလူဦးရေမပြေးသေးတော့ဒီနေရာမှာဖူးပြမထားဘူးဗျဒါဆိုကျွန်တော်6လို့ရတယ်ဗျအဲ့တော့ကောက်ရှာဖို့အတွက်ကျွန်တော်ဒီကိုတစ်ချက်ထောက်ရအောင်ပြီးရတယ်အပေါ်ဆွတ်တင်မယ်ဒီအပေါ်ဆုံးမှာနာမည်ထည့်မယ်နော်ဒီမှာကွက်ကလစ်2ကွက်ရှိတယ်ဗျဒီမှာကွက်ကလစ်2ကွက်ရှိတယ်နော်ဒီအောက်မှာကြတော့ကျွန်တော်တို့ဒီဗီဒီယိုပတ်ကီရဲ့နဲ့ဆိုင်နဲ့ကျွန်တော်တို့ပေးလော့ပေါ့နော်ပေးလော့ကျွန်တော်ထည့်ပေးရမယ်ဗျအပေါ်ဆုံးမှာနာမည်ထည့်မယ်အောက်မှာကြတော့ကျွန်တော်တို့ဒီမှာကျွန်တော်မှာရေးထားတာရှိတယ်ဗျနော်ဒီမှာကျွန်တော်ပြီးရင်ဒီပေးလော့ကိုကျွန်တော်မှရှာပေးထားမယ်နော်ပေးလော့ကျွန်တော်မှရှာပေးထားမယ်ဒီမှာเนาะသူပေးလော်ဒီမှာသွားထည့်မယ်ပြီးရလဲကျွန်တော်ကဒီရောက်ကကောက်လို့သွားနိုင်ပြီเนาะဒီကောက်လို့နှိပ်လိုက်ပါဒီလိုဆိုရင်ဒီမှာကျွန်တော်ရလာပြီပေါ့เนาะကောက်ရလာပြီဖြစ်တဲ့အတွက်ကျွန်တော်လည်းဒီမှာ copy လေးတစ်ချက်နှိပ်လိုက်ရောက်ပါလားဒီမှာเนาะဒီကောက်နဲ့ကျွန်တော်တို့လေးလေးတုံနေမတော့အောက်ကကောက်လိုက်နေမတော့ဘောကဒီမှာချက်တုံးညနဲ့တော့မှာအဲ့တော့အကောင့်ကို copy နှိပ်လိုက်မှာပြီးရနဲ့ကျွန်တော်တို့တွေချိတ်ဆက်မှာပူပီယန်နဲ့သွားမယ်ကျွန်တော်ကဒီကောင့်နဲ့သွားမယ်เนาะဒီပူပီယန်လေးက Play Store မှာသွားတောင်းလို့ရတယ်เนาะကောက်ရှောက်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာเนาะဒီအပေါ်ဘက်ကညာဘက်တောက်မှာစကလစ်30ကိုနှိပ်လိုက်ပါဗျအဲ့ဒါပြီးရင်ကျွန်တော်တို့ဒီမှာပေါ်ဆုံးစားကြောင်းတွေကိုနှိပ်လိုက်ရင်ဖိုင်ကအော်တိုရောက်သွားတယ်ပေါ့နော်ဒီကောင်းလေးကိုနှိပ်လိုက်ပဲဗျာနော်ဒါဆိုရင်ဒီမှာဖိုင်ကကျွန်တော်အော်တိုရောက်လာပြီနော်ဒီမှာအဲ့မှာကျွန်တော်နည်းနည်းလေးတစ်ချက်သွားပြင်မယ်နော်တစ်ချက်သွားပြင်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ကခုနကကျွန်တော်တို့ပေးလို့ပဲဒီနေရာမှာပေါ်ဆုံးကြောင်းမှာထည့်လိုက်မယ်နော်ပေါ်ဆုံးမှာကြာတော့ကျွန်တော်တို့ရဲ့ file နာမည်ပေါ့နော်ကိုကြိုက်တဲ့နာမည်ရေးလို့ရတယ်
ဒီလိုဆိုရင်ကျွန်တော်တို့ပြီးသွားပြီเนาะသူဖိုင်ပြင်လို့ပြီးသွားပြီဗျဒီလိုဆိုရင်ဘာမှမခက်ခဲပါဘူးဗျเนาะကျွန်တော်တို့လေကျွန်တော်သွားရှိတ်မယ်เนาะမရှိတ်ခင်ကျွန်တော်သူနဲ့မရှိတ်ခင်ကျွန်တော် YouTube ဝင်ပြမယ်เนาะရင်ဦးဆုံးကြည့်ရမယ်အောင်YouTube ကတော့သူရုပ်ကြပေးလိမ့်မယ်ဗျဘာလို့ဆိုကျွန်တော်တို့လေပလန်ပတ်ကက်ပလန်နဲ့ဆက်မှတ်ထားရတဲ့သူရုပ်ခေတော့ကြပေးလိမ့်မယ်ကျွန်တော်ဒါမှနှိပ်ကြည့်တဲ့အခါကျွန်တော်ကြည့်မရဘူးဗျဒီလိုပေါ့เนาะဒီမှာရုပ်ကြပေးတယ်ကျွန်တော်နှိပ်ကြည့်လိုက်နော်နှိပ်ကြည့်တဲ့အခါကျတော့ကျွန်တော်တို့ကြည့်မရဘူးပေါ့เนาะ YouTube အဲ့တော့ကကျွန်တော်ကသွားပြီးတော့ရှိတ်မယ်เนาะခဏနေအောင် YouTube ကျွန်တော်ပြန်ဝင်ပြမယ်ပြန်နှိပ်ပြမယ်လာစင်တော့ကြည့်ရမြကျွန်တော်ဆုံးထအောင်ကြည့်မယ်သူဒီမှာအောက်ဖက်မှာအောက်ဖက်ကဘယ်လိုလဲကျွန်တော်နှိပ်ပြမယ်သူကရုပ်တွေတော့ကြာလာတယ်ဗျဘာဖြစ်လို့ဆိုကျွန်တော်တို့က54ဘတ်ဒီတောင်များသူကိုပေးပြီးတော့ဆက်မှတ်ထားတာအဲ့တော့ကကျွန်တော်မပူပြန်သွားရှင်းလိုက်မယ်နော်ပူပြန်သွားရှင်းမယ်ဒါဆိုရင်ရှိတ်သွားပြီရှိတ်သွားတဲ့အတွက်ကျွန်တော်ပြန်ကြည့်မယ် YouTube မင်္ဂလာပါကျွန်တော်ကတော့မောင်လွင်ဖြစ်ပါတယ်ဒီ26ရက်5လ2020မှာပေါ့နော်ဒါကကျွန်တော်တို့ထုမှုကိုပေါ့နော်ထုမှုကိုကျွန်တော်တို့တစ်လအောင်54ပတ်ဆမှတ်ပြီးတော့ကကျွန်တော်တို့ VPN နဲ့တွဲတုံနေပြီပေါ့နော်ကျွန်တော် VPN ရဲ့အားနဲ့ချက်ပြောရရင်ကျွန်တော်တို့ mobile phone နဲ့တုံးတယ်လို့တော့က VPN ချိတ်ဆက်ထားပြီးရင် mobile phone နဲ့ဝင်လို့တုံးလို့မရဘူးပေါ့နော်အဲ့တစ်ချက်ပေါ့နော်အားနဲ့ချက်ကတော့ကျွန်တော်တို့အတားချက်ကတော့စမှတ်ခါတဲ့ဈေးကြီးနေတဲ့အချိန်မှာ data မျိုးလေး social media တုံးလောက်ရုံနေဆိုရင်တော့เนาะ VPN နဲ့တုံးရတာတော့အဆင်ပြေတယ်ဗျเนาะအကုန် Facebook YouTube TikTok အကုန်ကြည့်လို့ရတယ်เนาะ I love you Okay ဗျအားလုံးအဆင်ပြေကြပါစေဗျကျွန်တော်ပိတ်လောကိုကျွန်တော်ဗီဒီယိုရဲ့မှန်အောင်မချပေးထားမှာเนาะစိတ်ဝင်စားရင် like ပြီးတော့ click ကြည့်ကြပါဗျ